လေ့ကျင့်မှစွမ်းအားတွေတက်လာဒါကြောင့်မို့တတိနဲ့ပညာလေ့ကျင့်ရမယ်ဘယ်လိုလေ့ကျင့်ရမလဲတတိကောင်းအောင်ပညာထက်အောင်ဘယ်လိုလေ့ကျင့်ရမလဲရသော်ဘုရားကတတိတမ္ပစညာပပမဟာတတိပဒနာတော့မှာဟောတာရိုးရိုးလေးပဲဟောတာနော်ကမ္မထာကြောင့်သွားခြင်းသွားမသွားခြင်းနေကိုယ့်အိမ်ကိုယ်မှလည်းလုပ်လို့ရတယ်ခုနှစ်ဌာနလေ့ကျင့်ခန်းတစ်ခုအနေနဲ့မြတ်စွာဘုရားဟောတာရှိတယ်ပထမကဘာနဲ့လေ့ကျင့်ရမလို့ဆိုရှစ်တိုးနောက်ဆုတ်လူတွေဆိုတာရှစ်တိုးတဲ့အခါတိုးတယ်နောက်ဆုတ်တဲ့အခါလူရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးရှစ်တိုးနောက်ဆုတ်လုပ်တဲ့အခါမှာ mindfulness comprehension ရှိရမယ် mindfulness ဆိုတာတတိထားရမယ်ရှစ်တိုးရင်လည်းတတိထားရမယ်နောက်ဆုတ်ရင်လည်းတတိထားရမယ်ဆင်ခြင်တုံတရားအသိဉာဏ်ရှိရမယ်ဘာအတွက်နောက်ဆုတ်တာလဲဘာအတွက်ရှစ်တိုးတာလဲအောက်ကမှရှစ်တိုးတဲ့နေရာမှာလွတ်ကင်းရလားနော်အနေရရှိလားမရှိဘူးလားဆိုတာအစပြီးတော့အဲ့ဒါလို့အသိဉာဏ်ပါတယ်အသိဉာဏ်ပါသည့်အတွက်ကြောင့်အနေရကင်းတယ်သူကရှစ်တိုးနောက်ငင်လို့တဲ့အချိန်မှလည်းပဲတတိနဲ့တမ်းစင်ရတယ် mindfulness and comprehension လောက်ရမယ်ဒါလေ့ကျင့်ရမယ်ကိုယ့်ကိုထိုင်းနေရင်ကရှေ့ရွှေ့တာဖြစ်ဖြစ်နောက်ပြန်ဆုတ်တာပဲဖြစ်ဖြစ်လမ်းလျှောက်ရင်ကနေရှေ့တိုးနောက်ငင်လောက်တာပဲဖြစ်ဖြစ်အဲ့ဒါလေ့ကျင့်ရမယ်နောက်တစ်ခုကလက်ကွေးတာလက်ဆန်တာခြေကွေးတာခြေဆန်တာအဲ့ဒါကိုလည်းပဲအမှတ်တမဲ့ကွေးတာဆန်တာမလုပ်ဘူးကိုကွေးတဲ့ဆန်တဲ့နေရာမှာတခြားပါရှိတယ်လေဆင်ញတုံတရားတတိရှိရမယ်ဆင်ញတုံတရားရှိရမယ်ကွေးတိုင်းဆန်တိုင်းလေ့ကျင့်ရမယ် mindfulness comprehension ပဲနောက်တစ်ခါမျက်လုံးကကြည့်မယ်ဆိုလို့ရှိရင်ရှစ်တဲ့ကြည့်တာပဲဖြစ်စေစောင်းပြီးတော့ကြည့်တာပဲဖြစ်စေဘယ်လိုပဲကြည့်အကြည့်နဲ့ပတ်သက်လို့ရှိရင်ငါရှေ့ကိုကြည့်နေတာငါဘေးကိုကြည့်တာဆိုတာအလုံးက mindfulness ရှိရမယ်လို့ဆိုတော့ဘာအတွက်ကြည့်တာတုံးဆိုတာပဲကိုယ့်အကူစဉ်းကျင်သုံးသပ်တတ်ရမယ်နောက်တစ်ခါအဝတ်အစားပြင်ဝတ်တယ်အိုးခွဲပကံကိုင်းတယ်ဒါလည်း mindfulness နဲ့ကိုင်းရမယ်သူတို့ဆိုလို့တယ်နော်အေးစားတဲ့တောက်တယ်ဒါလည်းပဲလေ့ကျင့်ရမယ်အကြည့်နောက်တစ်ခုကစကားပြောတယ်တိတ်တိတ်နေတယ်လေ့ကျင့်နောက်ဆုံးကအိမ်သာဝင်တာစပြီးတော့လေ့ကျင့်အဲ့ဒီဟာတွေအားလုံးဟာအမှတ်တမဲ့လှုပ်လို့ရှိရင်တခုဖြစ်တတ်တယ်ပေါ့နော်ဒါမို့အိမ်သာထဲရေချိုးကနေချော်လဲတာတို့အိမ်သာထဲချော်လဲတာတို့ဘာဖြစ်တာညာဖြစ်တာဖြစ်တတ်တယ်လေတော်များများဆေးရုံရောက်တဲ့လူတွေရေချိုးကနေချော်လဲလို့ဆိုတာအဲ့ဒါမျိုးမဖြစ်ရအောင် mindfulness နဲ့ comprehension လေ့ကျင့်ကတတိတမ္ပစညာပပအနေနဲ့မြတ်စွာဘုရားဟောတယ်အဲ့ဒါလက်တွေ့လုပ်ကြည့်တကယ်အကျိုးရှိအောင်မြတ်စွာဘုရားတရားတော်အဲ့ဒီလိုလေ့ကျင့်ခြင်းအပြင်ဘယ်အရာပဲဖြစ်ဖြစ်ကိုယ်မှာတတိစွမ်းအားတွေထက်မြက်လာအမှတ်တမဲ့မနေလို့ရှိရင်တတိစွမ်းအားထက်မြက်လာ